မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့ဆက်ကတော့ Bucket VS ကပေးတာလို့ခေါ်တဲ့ဆက်ဖြစ်ပါတယ်ဒီဆက်ကို9မီတာကျော်ထိကျယ်ဝန်းတဲ့မြောင်းတွေဒါမှမဟုတ်ချောင်းတွေကိုဖောက်လုပ်ဖို့အတွက်ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်ဒီဆက်ရဲ့ထူးခြားချက်ကတော့တာမန်မြေတူးဆက်နေရာမှာအစားထိုးနိုင်ုံသာမကအလုပ်ရဲ့အရေးသွေးကိုပါပိုကောင်းအောင်လုပ်ပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီဆက်ကပုံမြန်ဆန်ပြီးပိုတိကျတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်လို့ပဲဖြစ်ပါတယ်ဒီဆက်ကမြောင်းရဲ့ပုံသဏ္ဍာန်ကိုဖြစ်ပေါ်စေပြီးကွန်ကရစ်တွေအလားဟပ်ဖြစ်မှုကိုလည်းရှော့ချပေးနိုင်ပါတယ်ဒီဆက်ကတနာရီကိုမြေကြီး100ကနေ180ကုဗမီတာအထိတူးဖော်နိုင်ပါတယ်ဒါပေမဲ့ဆက်ရဲ့အလုပ်လုပ်နိုင်တဲ့အနက်ကတူးဖော်ရတဲ့မျက်နှာပြင်ရဲ့မာကျောမှုအပေါ်မှာတော့အများကြီးမူတည်နေပါတယ်တစ်ချိန်တူးဖော်ရင်အနက်က3မီတာအထိရှိပြီးလုပ်ငန်းလည်ပတ်မှုအမြန်နှုန်းက1မိနစ်ကို9မီတာအထိရောက်နိုင်ပါတယ်ဒီဆက်ရဲ့သွားလာမှုအမြန်နှုန်းကတော့1မိနစ်ကို18မီတာအထိပဲသွားလာနိုင်ပါတယ်ဘာကတ်တွေမှာလဲလှယ်လို့ရတဲ့သွားတွေပါဝင်တာမို့ဆက်နဲ့ပစ္စည်းကိရိယာတွေရဲ့ဝန်ဆောင်မှုတက်တန်းကိုတိတိတသာရှေ့စေပါတယ်ဒီပစ္စည်းကိုမြေပြင်ကြီးတဲ့နေရာစောင်းတဲ့နေရာမျိုးတွေမှာအသုံးပြုနိုင်ပါတယ်ဘာလို့လဲဆိုတော့စောင်းတဲ့တောင်းကိုလွယ်လွယ်ကူကူညှိယူလို့ရအောင်ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်ဒီဆက်ရဲ့နာမည်ကတော့ဂိုးမာကို600ကမေရှင်းလို့ခေါ်ပါတယ်ဒီဆက်ကိုပလက်ဖောင်းတွေကိုအချောကင်ဖို့အတွက်ဖန်တီးထားတာဖြစ်ပါတယ်အထူးပြုဖို့ပစ္စည်းကိရိယာတွေကိုသုံးရင်တော့ဒီဆက်ကအချောကင်တာတွေဒါမှကပလက်ဖောင်းသေးစားလေးတွေကိုပါပြုလုပ်ပေးနိုင်ပါတယ်ဒီဆက်ရဲ့အဓိကထူးခြားချက်ကတော့ကွန်ကရစ်ပုံစံမျိုးမျိုးနဲ့အလုပ်လုပ်နိုင်တာပဲဖြစ်ပါတယ်ဒီဆက်ကကိုပိုင်ရွေးနဲ့တွာလာနိုင်တယ်လို့တည်ယူပို့ဆောင်ရလဲလွယ်ကူအောင်ကြစ်ကြစ်လက်လက်တိဆောက်ထားတာဖြစ်ပါတယ်အထူးပြုကိရိယာတွေနဲ့တွဲပြီးမောင်းသူကရှေ့ဘင်းကိုလက်နဲ့ထိန်းချုပ်နိုင်ပါတယ်ဒီဆက်မှာလမ်းကြောင်းပြောင်းစနစ်နဲ့ဟိုက်ဒရိုလစ်မောင်းနေမှုစနစ်တို့ပါဝင်ပြီးရွေ့လျားနိုင်မှုပိုကောင်းအောင်ပြုလုပ်ထားပါတယ်စံတက်မှတ်ထားတဲ့ပုံစံခွက်တွေကစင်တီမီတာ30နဲ့30နားအမြင့်ရှိတဲ့ကပ်ပါတွေကိုထုတ်လုပ်နိုင်ပါတယ်အလုပ်လုပ်တဲ့အချင်းဝက်က60စင်တီမီတာရှိပြီးကပ်ပါကိုဆက်ရဲ့ဘယ်ဘက်ကဖြစ်ဖြစ်ညာဘက်ကဖြစ်ဖြစ်တက်ဆင်နိုင်ပါတယ်ဒါအပြင်ပုံစံခွက်တွေရဲ့ဒီနေရာကိုချိန်ညှိနိုင်တာမို့လမ်းချင်းတွေနေရာချင်းတဲ့အခြေအနေတွေမှာတောင်အလုပ်လုပ်နိုင်ပါတယ် Next 1 D250 ကတော့အဆာဖောနဲ့ကွန်ကရစ်လိုမျိုးပစ္စည်းမျိုးမျိုးနဲ့အလုပ်လုပ်ဖို့ဒီဇိုင်းဆွဲထားတဲ့မြေတူးဆက်ကိရိယာတစ်မျိုးပဲဖြစ်ပါတယ်ဒီတစ်ဖြတ်ဆက်ကအလုပ်လုပ်နေစဉ်မှာလမ်းကြောင်းတစ်ကြောင်းလေးကိုသာသုံးတာမို့ရင်သွားလာကိုတိတ်နှောက်ယှက်မဖြစ်စေပါဘူးဒါအပြင်ဒီဆက်ကစွမ်းဆောင်ရည်မြင့်ပြီးကြောက်ထူထက်တဲ့မြေပြင်လိုခက်ခဲတဲ့အခြေအနေတွေမှာတောင်လက်ပတ်နိုင်စွမ်းရှိပါတယ်ဖြတ်တောက်မှုကတိကျတန့်ရှင်းတာမို့ပြီးဆုံးသွားတဲ့မြောင်းဟာဒီဇိုင်းလိုအပ်ချက်ရဲ့အတိုင်းအကောင်းဆုံးကိုက်ညီပါတယ်ဂိုးမာကို GP3 ကလန်ကင်းဆက်တစ်မျိုးဖြစ်ပြီးဂိုးမာကိုရဲ့လန်ကင်းလုပ်ငန်းအနှစ်50အတွေ့အကြုံမရှိရင်ဒီလိုဆက်မျိုးကိုဖန်တီးနိုင်မှာမဟုတ်ပါဘူး GP3 ဟာ9မီတာအထိကျဲတဲ့လမ်းတွေကိုခင်းကျင်းဖို့ရည်ရွယ်ပါတယ်ဒီကန့်သက်အတွင်းဘယ်ကျဲကိုမဆိုလွယ်ကူမြန်ဆန်စွာချိန်ညှိနိုင်ပါတယ်ဆက်မှာစမတ်တယ်လီစကုတ်စနစ်ပါဝင်ပြီးပေါင်ကိုအများဆုံးထိအောင်ချက်ထွင်ကဘိန်းရဲ့ဆက်တင်တွေကိုအလိုလျောက်သတ်မှတ်ပေးနိုင်ပါတယ်ဒီဆက်ရဲ့အစိတ်ပိုင်းတိုင်းလိုကချိန်ညှိနိုင်တာမို့ဘလို့လောက်တာဝင်ဘလို့ခြေနေအတွက်မဆိုညှိယူအသုံးပြုနိုင်ပါတယ်လုပ်ငန်းမြန်နှုန်းအသုံးချကျဲပါဝင်လုပ်ငန်းစဉ်တွေကိုအလိုလျောက်လှုပ်ဆောင်ပေးတာမို့မောင်းနှင်ရလွယ်ကူပြီးစုပေါင်းထုတ်လုပ်မှုကိုလည်းမြင့်တင်ပေးနိုင်ပါတယ်စတင်ကော့900 TPK ကတော့ဘီလာယိုရှားကုမ္ပဏီကထုတ်လုပ်တဲ့အမျိုးစုံသုံးလက်မှတ်တိုင်းဆက်ဖြစ်ပါတယ်ဒီဆက်ကို S4 နဲ့စီမင်လန်းတွေပေါ်မှာလက်မှတ်တိုင်းလျားလိုက်သတ်မှတ်ဖို့ဒီဇိုင်းဆွဲထားပါတယ်အခြားဆက်တွေနဲ့မတူပဲဒီဆက်ကစိတ်တစ်မျိုးတည်းကိုပဲအလုပ်လုပ်တာမဟုတ်ပါဘူးသူကတာမိုပလတ်စတစ်ရောအလင်းပြန်ပြီးမြန်ချောက်တဲ့အယောင်တွေကိုပါသုံးနိုင်ပါတယ်ဆက်မှာစေးတုပ်တွေနဲ့နှစ်လက်နဲ့ဖြန်းသေးနဲ့နှစ်လက်ပါဝင်ပြီးဘဘက်ကဖြစ်ဖြစ်ညာဘက်ကဖြစ်ဖြစ်အမှတ်တိုင်းကိုသတ်မှတ်နိုင်ပါတယ် TPK 700က9စင်တီမီတာကနေ40စင်တီမီတာအထိအကျယ်မျိုးရှိတဲ့မြင်းတွေကိုသတ်မှတ်နိုင်ပါတယ်ဘားဖွင့်ပိတ်ထိန်းချုပ်စနစ်ကြောင့်စက်တက်ရောကြားရောဖြစ်တဲ့မြင်းတွေကိုသတ်မှတ်နိုင်ပြီးပုံစံပြောင်းလဲနိုင်ပါတယ်အလုပ်လုပ်နှုန်းကတနာရီကို1ကီလိုမီတာကနေ9ကီလိုမီတာအထိရှိပြီးတွာလာနှုန်းကတော့တနာရီ12ကီလိုမီတာအထိရောက်နိုင်ပါတယ်လူနှစ်ယောက်မောင်းနေရပေမဲ့အလိုလျောက်စနစ်နဲ့လည်းအလုပ်လုပ်နိုင်ပါတယ်ဟပ်ပယ်ဘရီယာစိတ်ဆန်ကတော့ကဘာတဝန်းကလူတွေနိုင်ပေါင်းများစွာရင်ကြောပိတ်ဆို့မှုပြဿနာကိုဖြေရှင်းဖို့ကူညီပေးနိုင်တဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်ဒီဆက်ကလမ်းကြားကွာဟချက်ကာယန်နန်းတွေရဲ့ဒီနေရာကိုမြန်ဆန်ပြောင်းလဲပေးဖို့ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်ဒါကြောင့်လမ်းကြောင်းတစ်ခုစီရဲ့လမ်းကြောင်းရေအတွက်ကိုပြောင်းလဲပြီးလမ်းကိုရင်သွားလာအတွက်ကိုက်ညီအောင်ပြုပြင်နိုင်ပါတယ်ဒီဆက်နဲ့ပြုလုပ်တဲ့လမ်းကြားကာယန်နန်းတွေဟာစစ်ပါတစ်ခုလိုပါပဲဒီဆက်ရဲ့ထူးခြားချက်ကတော့အလွန်အမင်းဝန်ခံနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်အကာယံအပိုင်းဆက်တစ်ခုကပေါင်900အထိလေးနိုင်လို့ဖြစ်ပါတယ်ဆက်ထဲမှာ S ပုံစံတည်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုရှိပြီးသူကအကာယံအပိုင်းစတွေကိုမြင့်တင်ပြီးအခြားတစ်ဖက်ကိုလွှဲပြောင်းပေးပါတယ်ဒီဆက်ကတစ်ချိန်ကိုကာယံအပိုင်းစတစ်ခုကနေ9ခုအထိရွေ့ပြောင်းနိုင်ပြီးအလုပ်လုံနှုန်းကတနာရီကို8ကီလိုမီတာကနေ16ကီလိုမီတာအထိဖြစ်ပါတယ်ဒီဆက်ကလမ်းကြောင်းတစ်ခုထဲတွင်းမှာပဲရွေ့လျားနိုင်တာမို့အခြားယာဉ်တွေရဲ့တွာလာမှုကိုအနှောင့်အယှက်မဖြစ်စေပါဘူးပေတန်9000ပတ်ချာကတော့ပျက်စီးနေတဲ့လမ်းတွေမှာလမ်းဖာဖို့အတွက်ဒီဇိုင်းဆွဲထားတဲ့ဆက်တစ်မျိုးပဲဖြစ်ပါတယ်ဒီဆက်ကချစ်လက်ပြီးစီးပွားရေးရအတွက်ခြေကိုက်တာမို့လမ်းတွေကိုဈေးနှုန်းချိုသာစွာနဲ့ကောင်းမွန်တဲ့အခြေအနေမှာထိမ့်သိမ်းပေးနိုင်ပါတယ်ဒီဆက်ကလမ်းဖာဖို့အတွက်
ဆက် S4 ရောနှောမှုကိုသုံးပါတယ်ဒီဆက်ကရှည်လျားတဲ့အကြောင်းတွေကိုပြုပြင်ပြီး S4 မျက်နှာပြင်ကိုပြန်လည်ပြုပြင်ပေးနိုင်ပါတယ်ဒီဆက်ကိုလူတစ်ယောက်တည်းနဲ့လည်းမောင်းနေနိုင်ပါတယ်စွမ်းဆောင်ရည်မြင့်မားပြီးပေါက်ငယ်တဲ့လမ်းတစ်ခုကိုဖာဖို့အတွက်ပြန်မြ2မိနစ်ပဲကြာပါတယ်ဟိုက်ဒရိုလစ်ဆလင်ဒါက S4 ရောနှောမှုကိုညီညီမျှမျှဖြန့်ကျက်ပေးပြီးဖာထားတဲ့လမ်းကိုကြာရှည်ခံအောင်လုပ်ပေးပါတယ်ဒီဆက်ရဲ့ညှင်းဆိုမရတဲ့အားသာချက်ကတော့အပူချိန်နှိမ့်တဲ့အခြေအနေနဲ့မိုးရွာနေတဲ့အချိန်မှာတောင်အလုတ်လုံနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်ဂိုးမာကို4400ပရိယာပေပါကတော့လမ်းတွေမှာကာယံတွေဖန်တီးဖို့ဒီဇိုင်းဆွဲထားတဲ့လမ်းကင်းဆက်တစ်မျိုးဖြစ်ပါတယ်ဒီဆက်မှာခွက်အား69ရှိတဲ့အင်ဂျင်တစ်လုံးပါဝင်ပြီးတစ်မိနစ်ကို7မီတာနှုန်းနဲ့အလုတ်လုံနိုင်ပါတယ်ဒီဆက်ကိုအပိုပစ္စည်းတွေတက်ဆင်ပြီးအကာယံတွေတာမကကပ်ပါတွေလမ်းဘေးလမ်းတွေရေမြောင်းတွေနဲ့လမ်းဘေးခုံတွေကိုပါဆောက်လုပ်နိုင်ပါတယ်ဒီဆက်ရဲ့ထူးခြားချက်တစ်ခုကတော့ထူးခြားတဲ့ထိန်းချုပ်စနစ်ပဲဖြစ်ပါတယ်ဒါကလက်မောင်းတွေရဲ့ရွေ့လျားမှုဥတီယာကိုထိန်းချုပ်ပေးနိုင်ုံသာမကသူတို့ရဲ့အမြင့်နဲ့အကျယ်ကိုပါထိန်းချုပ်နိုင်ပါတယ်ဒီဆက်က1မီတာအမြင့်ရှိတဲ့ကာယံတွေနဲ့2မီတာခွဲအကျယ်ရှိတဲ့လမ်းကင်းတွေကိုဖန်တီးနိုင်ပါတယ်ယုံကြည်စိတ်ချရပြီးဘေးကင်းကထုတ်လုပ်မှုမြင့်မားတဲ့အလုပ်တစ်ခုကိုလှုပ်ဆောင်ဖို့ဒီဇိုင်းဆွဲထားပါတယ်ကျွန်တော်ခုပြောပြပေးသွားတာကတော့ကမ္ဘာပေါ်ကနိုင်ငံအသီးသီးမှာအသုံးပြုနေကြတဲ့လမ်းကင်းနဲ့စက်ကိရိယာတွေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းလမ်းကင်းပြုပြင်တဲ့နေရာတွေမှာအခုလိုအရေးသွေးကောင်းမွန်တဲ့စက်ကိရိယာတွေကိုအသုံးပြုသင့်တယ်လို့ထင်ပါသလားနောက်ကိုလည်းအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲရှာဖွေတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ကြပါအောင်နော်